ကျွန်တော်လေးဘရာဇီကိုအပေါ်လမ်းတင်ပြီးတော့အန်တီနိုးတွေကိုကျွန်တော်ညာဘက်လက်နဲ့အတားအရာပို့ပေးလိုက်ပြီးတော့လူတီကောင်းတွေကိုလက်ညှိုးများနဲ့ခြေပေးလိုက်လှုပ်ပေးနေလိုက်ပါတယ်အန်တီရဲ့လူတီကောင်းမှာတော်တော်ကြီးတာကိုတွေ့လိုက်ရပါတယ်အန်တီနိုးတွေကိုတော်တော်ကြာကြာနေပြီးတဲ့နောက်ကျွန်တော်ရှစ်ထိုးချင်လာတာကြောင့်ကျွန်တော်လက်ကိုအန်တီပေါင်ကြားကိုရွှေ့လိုက်ပြီးတော့အစားမှာထမိန်ပေါ်မှာအန်တီညီမလေးကိုအတားအရာပို့ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အန်တီထမိန်ကိုဖြေလိုက်ပြီးတော့အန်တီပင်တီတစ်ကိုလက်နိုင်ထိလိုက်ပါတယ်အန်တီရဲ့ပင်တီပေါင်းမီဟာအသားပြော့ပြော့လေးဖြစ်ပြီးတော့အန်တီကလေသူ့ပေါင်ကိုကထားပေးလိုက်ရမှာကျွန်တော်ရဲ့လက်မောင်ကချောချောချူချူပဲအန်တီရဲ့ညီမလေးကြီးစီကိုရောက်သွားပါတော့တယ်ကျွန်တော်လောက်ခဲ့ဖူးတဲ့ဖာသင်မတွေကလေအမွှေးထူပါတယ်အခုအန်တီညီမလေးကအမွှေးတမြဲမှမရှိဘဲနဲ့ချောင်းမွေးနေပါတယ်ကျွန်တော်လေအန်တီရဲ့ညီမလေးကြီးအောင်ပို့ပေးလိုက်အဖိုးအမြောင်းချာကလက်ညှိုးဖြေပို့ပေးလိုက်အစီးကိုလေလက်ညှိုးလဲလက်များနဲ့ချစ်ပေးလိုက်တာကြောင့်တတမမတ်တမလှုပ်ပေးနေရောအန်တီရဲ့တကိုးလှုံလေတုံတုံကြီးဖြစ်လာပါတော့တယ်ဆက်ပြီးတော့အန်တီညီမလေးတွေကိုကျွန်တော်လက်ကလေးကိုတင်းလိုက်ရမှာအန်တီညီမလေးကလေအရင်များနဲ့ချွေးနေတာကိုတွေ့ရပါတယ်ကျွန်တော်လေလက်ကလေးနဲ့အန်တီညီမလေးကိုမမှန်လေးတင်းလိုက်ထုတ်လိုက်လှုပ်ပေးနေလိုက်ပါတယ်အန်တီမလေးတကိုးလုံးကောလန့်နေပါတော့တယ်ကျွန်တော်ကလက်ကလေးတစ်ချောင်းနဲ့လှုပ်နေရမှာလက်နှစ်ချောင်းမှာသုံးချောင်းအထိတစင်းပြီးတစင်းတက်ပြီးလှုပ်ပေးနေလိုက်ပါတယ်အစားပိုင်းမှာအန်တီကကျွန်တော်ညီတော်မောင်ကိုမှန်မှန်ကွင်းတိုင်ပေးနေပေမဲ့သူညီမလေးကြီးကိုကျွန်တော်လည်းနဲ့ကောင်းကောင်းတွေ့လေးလှုပ်ပေးနေတဲ့အခါကျတော့သူကျွန်တော်ညီတော်မောင်ကိုကွင်းဆက်မတိုင်းနိုင်တော့ဘဲနဲ့တင်းတင်းကြပ်ကြပ်တာစောက်ခံချပါတော့တယ်အဲ့လိုခက်တွေ့လေးလှုပ်ပေးနေနေခဏကြာတဲ့အခါကျတော့အန်တီရဲ့ညီမလေးကကျွန်တော်လက်ကိုအတင်းကြီးလာတာကိုခန်းစားမိလာပြီးတော့ခဏနေတဲ့အခါအန်တီမှာထိမ့်မနိုင်သိမ့်မနိုင်အောင်တုံထမ်းနေပြီးတော့ကျွန်တော်လက်ကိုဆွဲထုတ်လိုက်ပြီးတော့ပေါင်ကိုစီးပြီးတော့အတက်ပြင်းပြင်းရှူပြီးတော့ငြိမ်ချသွားပါတော့တယ်အန်တီတချီပြီးသွားပေမဲ့ကျွန်တော်မှာတော့ညီတော်မောင်ကတောင်လဲချန်ခဲ့ပါတယ်ဖာသင်မတွေကိုလုံနေတော့ကသူတို့ပြီးမပြီးကယူးဆိုင်ခဲ့ပဲနဲ့ကိုပြီးတာနဲ့ဂျင်းနေပြီးတော့ကျွန်တော်ညီတော်မောင်ဆိတ်ထုတ်ပြီးတော့ပြန်ခဲ့ပေမဲ့လေအခုကိုမပြီးသေးပဲနဲ့အန်တီကောင်းကောင်းကြည့်ပြီးသွားတာကိုကြည့်ပြီးတော့